အခုကျွန်တော်ရှင်းပြချင်တာတော့ profile lighting instrument ellipse swaddle လို့လည်းခေါ်ပါတယ်အခုဒါ profile lighting 90 degree ပါ profile lighting မှာတော့ကျွန်တော်တို့ degree တွေနဲ့ခေါ်သုံးစွဲတာဖြစ်ပါတယ်90 degree ရှိတယ်26 degree ရှိတယ်36 degree 15 degree 5 degree 10 degree အစသဖြင့်ကျွန်တော် degree တွေနဲ့ခေါ်သုံးစွဲတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရတော့ profile lighting က lens မှန်ဘလူးကိုအခြေခံပြီးတော့သုံးတဲ့ lighting မျိုးစားဖြစ်ပါတယ်ဒီ the lighting တို့เนาะကျွန်တော်တို့ဒီ concept တွေမှာဖြစ်ဖြစ်အရန်ကိုအသုံးဝင်ပါတယ်ဒီ profile lighting ဒါ90 degree ပါကျွန်တော်အမြင့်ကနေပြီးအမြင့်ကတော့ကျွန်တော်ဒီခုန 5.1 meter 19ပေခန့်နေပြီးတော့ကျွန်တော်ပေးထားပါတယ်သူ့ရဲ့ lighting shade အဝန်းဝိုင်းကတော့เนาะဘာဖြစ်နေလဲဆိုတော့လုံးဝ cycle ဖြစ်ပါတယ်မှန်ဘလူးဖြစ်တဲ့အတွက် cycle အဝန်းဝိုင်း shade ကိုရပါတယ်ဒါဆိုရင်90 degree ဒီထိပ်ကနေဒီထိပ်ထိဆိုရင်ကျွန်တော်တို့အလင်းက 1.8 meter 6ပေပေါ့နော်ဒီဘက်လဲ6ပေဒီဘက်လဲ6ပေအဝန်းဝိုင်းရပါတယ်ဒါဆိုရင် dancer performer ဒီမှာရက်မယ်ဆိုရင် dancer performer ဘယ်နေရာမှာရက်မယ် top light ပေးမယ်ဆိုရင်ဘယ်လောက် lens degree ကသူ့ကို cover ဖြစ်မယ်ဆိုတာကိုကျွန်တော်တို့က design မှာစဉ်းစားပြီးတော့ရေးဆွဲလို့ရပါတယ်ဒါ profile lighting 90 degree အကြောင်းပဲဖြစ်ပါတယ်